ဘုန်းကြီးတို့မေကုန်းစပြီးတော့မေးပါမယ်ဒီတကသိန်း120မေကုန်း final မေကုန်းစပြီးတော့ပြပါမယ်မြတ်စွာဘုရားရှင်သည်ဝေတာလီပြည်တွင်ရှိသည့်အခါယဟန်တို့တတိရှိလျက်စင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တွေကိုကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။မစဉ်းစားပါအေးစစ်စဉ်းစားပါသိန်း120မေကွန်းသမီးဒါကိုဖြေနိုင်ပြီဆိုလို့ရှိရင်သမီးလည်းပဲသိန်း120ရမယ်သမီးရဲ့တင်တန်းကြောင့်လည်းပဲသိန်း50အပိုဆောင်ထက်ရမယ်ဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာမြတ်စွာဘုရားရှင်သည်ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရ၏လို့ယဟန်ငယ်တို့အားကိလေသာစိတ်မျိုးသိပ်ထားနိုင်စေရန်မှားကြားချက်သည်မြည်သည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်A တာလာဝရီပြည့်တစား B အမ္ဘပါဠိပြည့်တစား C တိတိမာပြည့်တစား D ဝိမလာပြည့်တစားသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီသမီးအဖြေပြရပါမယ် B အမ္ဘပါဠိပြည်တန်ဆာမပါဗျာ B အမ္ဘပါဠိပြည့်တစား ဒီမှာဗျာဖြေပြောင်းမလားမပြောင်းတော့ပါဘူးဗျာအဖြေမှတ်ထားပေးပါ B အမ္ဘပါဠိဒွါဒသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံးလင်းဗုဒ္ဓဝင်းဖြေဆိုပူဇော်ပွဲရဲ့နောက်ဆုံးအဆင့်စုချင်းငွေချက်သိန်း120တန်မေကွန်ရဲ့စုချင်းငွေချက်သိန်း120တန်မေခွန်ရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ